ကလေးတွေကိုစာဖတ်ခြင်းစိတ်ဖြစ်အောင်သုံးသင့်တဲ့နည်းလမ်း10ချက်ငယ်စဉ်ကတည်းကစာဖတ်ခြင်းအလေးကျင့်စတင်ပါနေ့တိုင်းအနည်းဆုံး15မိနစ်စာဖတ်ခြင်းသတ်မှတ်ပါဥပမာအိယာဝင်ကနီးနဲ့စာအုပ်ရွေးချယ်မှုကိုကလေးစိတ်ဝင်စားရာကနေစပါကလေးချိုင်းတဲ့ဇာတ်ကောင်အကြောင်းအရာဥပမာဒရိတ်ဆန်စူပါဟီးရိုးကိုဦးစားပေးရွေးပါအသက်အရွယ်နဲ့ကိုက်ညီတဲ့စာဖတ်အဆင့်ကိုရွေးချယ်ပါ3စာဖတ်ခြင်းကိုပြောစရာအဖြစ်ပြောင်းပါအတန်အတိုးအကျယ်နဲ့စာဖတ်ပြခြင်းစိတ်ဝင်စားဖွယ်ဇာတ်လမ်းဖော်ပြချက်စာအုပ်ထဲကဇာတ်ကောင်တွေရဲ့အတန်မျိုးစုံလုပ်ပြီးဖတ်ပါ4အိမ်တွင်းစာဖတ်ယဉ်ကျေးမှုဖန်တီးပါမိဘကိုယ်တိုင်စာဖတ်နေပုံကလေးအားမြင်စေပါအိမ်မှာစာအုပ်ထားရှိသည့်နေရာစာကြည့်စင်စာအုပ်စင်ဖန်တီးပေးပါ5 digital နည်းလမ်းများနဲ့ပေါင်းစပ်ပါကလေးကြိုက်တဲ့စာအုပ်တွေကို online ကနေနားထောင်ခြင်း audio books အကျဉ်းအလံပါဝင်နိုင်သော e-books ဥပမာစာဖတ်ရင်ဂိမ်းကစားရတာမျိုး6စာဖတ်ပြီးနော်ဆွေးနွေးမှုလုပ်ပါဒီဇာလမ်နဲ့ကမင်းအကျိတ်ဆုံးဇက်ကောင်ဘူးသူလဲစသဖြင့်မိခုများမေးပါဇာလန်ကိုအိမ်မှာပြန်လဲဖော်ဆောင်ခြင်း role play ပြုလုပ်ပါ9စာဖတ်ခြင်းနဲ့စူချီးမြင့်ခြင်းကိုဆက်ပါစာမျက်နှာ9ချက်ဖတ်ပြီးတိုင်းကျဲပွင့်ကတ်ခြင်းတက်လက်စာအုပ်တအုပ်ဖတ်ပြီးတိုင်းသိငယ်သောဆုလက်ဆောင်ပြီးပါ10စာကြည့်တိုက်သို့ပုံမှန်ခေါ်သွားပါလစဉ်စာကြည့်တိုက်သွားဖို့ကြိုးစားပါကလေးကိုယ်တိုင်စာအုပ်ရွေးခွင့်ပြုပါ9ကလေးသားထားတဲ့စာအုပ်များကိုဖတ်ပါကလေးရဲ့ကိုယ်ပိုင်ဇာတ်လမ်းလေးများရေးခိုင်းပြီးဖတ်ပါမိသားစုဝင်တွေအတွက်စာဖတ်ညီလာခံလုပ်ပါ10စာဖတ်ခြင်းကိုလက်တွေ့ဘဝနဲ့ဆက်ပြပါစာအုပ်ထဲကအကြောင်းအရာနဲ့သက်ဆိုင်တဲ့ခရီးထွက်ခြင်းဥပမာဒရိစံယုံတွားပြီးဒရိစံစာအုပ်ဖတ်ခြင်းစာအုပ်ထဲကလှုပ်ရှားမှုတွေကိုလက်တွေ့လုပ်ကြည့်ခြင်းဥပမာချက်ပြုတ်နီးစာအုပ်ဖတ်ပြီးအတူချက်ပါအထူးအကြံပြုချက်စာဖတ်ခြင်းကိုဖိအားမဖြစ်စေဘဲပျော်စရာအဖြစ်ထားပါကလေးစာဖတ်နှုန်းကိုတစ်နေ့15မိနစ်မှစတင်ပါစာဖတ်ခြင်းဆိုတာကလေးတစ်ယောက်အားမျှော်လင့်ချက်အသစ်တွေကဘာအသစ်တွေကိုအခမဲ့ကလေးထွက်ခွင့်ပေးတဲ့လက်ဆောင်ပါတင့်ကလေးကိုစာဖတ်ခြင်းစိတ်ဖြစ်အောင်ဘယ်နည်းလမ်းကိုအရင်ဆုံးစမ်းကြည့်မလဲ